皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီတစ်ခါကျတော့ entry reading လေးဖတ်ပြသွားမှာဖြစ်ပါတယ်ဒါဆိုရင် reading ကိုဖတ်မယ်ဆိုရင်ပထမအဆုံးမိကုန်းကိုဖတ်ကြမယ်文章の内容と合っているのはどれかတဲ့ဒီစာပိုက်နဲ့ကိုက်ညီတဲ့အရာကဘယ်ဟာလဲဒီလိုမိကုန်းဆိုရင်မကိုက်ညီတဲ့အဖြေကို၃ခုပေးထားပြီးတော့မှကိုက်ညီတဲ့အဖြေကိုတစ်ခုပေးထားမယ်အဲ့ဒါကိုကျမတို့ကဖြေပေးရမှာဖြစ်ပါတယ်ဒါဆိုရင်စာပိုက်ကိုဖတ်မယ်ဆိုရင်ကတော့もし暑い夏には冷房の効いた部屋はとても快適ですတဲ့ဒီ蒸し暑い夏蒸しဆိုတာကပေါင်းနေ暑いဆိုတာပူတာအဲ့ဆိုတော့ပေါင်းတယ်လို့ပူနေတဲ့နွေရာသီဆိုတော့အရန်ကိုပူပြင်းလာတဲ့နွေရာသီပေါ့နော်အရန်ကိုပူပြင်းလာတဲ့နွေရာသီမှာတဲ့冷房の効いた部屋ဆိုတာကဒီエアコンထိရောက်နေတဲ့အခန်းပေါ့နော်エアコンဖွင့်ထားတဲ့အခန်းကတဲ့とても快適ですအရန်ကို快適ဆိုတာကတက်တောင့်တက်တာရှိပါတယ်တဲ့အရန်ကိုတက်တောင့်တက်တာရှိပါတယ်ပေါ့နော်ဒီပူပြင်းလာတဲ့နွေရာသီမှာエアコンဖွင့်ထားတဲ့အခန်းကအရန်ကိုတက်တောင့်တက်တာရှိပါတယ်တဲ့ဒါပေမဲ့လည်းဒီမှာရှိကရှိလာပြီနော်しかしအတက်ပဲအဲ့ဆိုရင်ဖတ်ကြည့်လိုက်မယ်ဆိုရင်しかし冷房の温度が低すぎたり冷房に長時間あったりすぎたりすると室外と室内の温度差に体がついていけなくなり体の調子を崩してしまいますတဲ့အဲ့ဆိုရင်しかしဒီしかしစကားဆက်ဒါအရန်အရေးကြီးရပေါ့နော်ဒီしかしကိုတွေ့ပြီဆိုတာနဲ့ကျမတို့ကဘာကိုမှတ်ထားရမလဲဆိုတော့しかしပါပြီဆိုတာနဲ့သူကအရှိကဟာကိုညင်းလိုက်တဲ့သဘောဖြစ်ပါတယ်အရှိကဟာကိုအမားပေါ့နော်ညင်းလိုက်တဲ့သဘောဒါပေမဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ပြောင်းပြန်ဒီဘက်မှာဆိုရင်သူ့ရဲ့ဆန့်ကျင်ဘက်လာတော့မယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်ပါတယ်ဒါဆိုရင်ဘာသာပြန်ကြည့်မယ်ဆိုရင်ကတော့ဒါပေမဲ့လေတဲ့ဒီအေယာကွန်းရဲ့အပူချိန်တွေကတဲ့အရန်ကိုနှိမ်လွန်းတာပြီးကြတော့ဒီအေယာကွန်းရဲ့အောက်မှာပေါ့နော်အေယာကွန်းရဲ့အမှာချောကြီးခင်အတာရီစုကီတာရီစုလို့တော့ဆိုတာကဒီအေယာကွန်းအေးနေတဲ့အခန်းပေါ့နော်ဒီအေယာကွန်းခန့်ထဲမှာအချိန်အကြာကြီးနေမယ်ဆိုရင်တဲ့ရှိစုကဒီအခန်းအပြင်နဲ့ရှိစုနိုင်အခန်းအတွင်းရဲ့温度差အပူချိန်ကွာခြားမှုမှာတဲ့ခါရတာကဆွေးသိခဏခုနာတို့ခန္ဓာကိုယ်ကမထိန်ချုပ်နိုင်ဘူးဖြစ်လာမယ်တဲ့အဲ့ဒီအချိန်မှာဘာဖြစ်လာမှာလဲဆိုတော့ခါရတာの調子を崩してしまいますခန္ဓာကိုယ်ရဲ့ဒီအခြေအနေတွေကခုဆွဆွဆိုတာကဒီတိုင်းဘာသာပြန်မယ်ဆိုရင်ဖြိုခွဲတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ခန္ဓာကိုယ်ရဲ့အခြေအနေတွေကိုဖြိုခွဲတယ်ဆိုရင်ကတော့ခါရတာの調子が悪くなるနဲ့တူတယ်ပေါ့နော်ဒီနေမကောင်းဖြစ်လာတယ်အဲ့လိုမျိုးဘာသာတော့ပြန်ရမှာပါဒီမှာကျတော့ဖြိုခွဲတယ်ဆိုပြီးပြန်လို့မရဘူးပေါ့နော်အဲ့ဆိုခန္ဓာကိုယ်ရဲ့အခြေအနေတွေကိုဖြိုခွဲတာဆိုတော့ခန္ဓာကိုယ်နေမကောင်းဖြစ်လာတယ်ခါရတာの調子が悪くなるနဲ့တူတယ်ပေါ့နော်အဲ့ဆိုရင်အစနဲ့ဘာသာပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဒီအရန်ကိုပူပြင်းလာတဲ့နွေရာသီမှာဆိုရင်အေယာကွန်းခန်းကအရန်ကိုတက်တောင့်တက်တာရှိပါတယ်ရှိကရှိဒါပေမဲ့ဘာဖြစ်မှာလဲဆိုတော့ဒီအေယာကွန်းရဲ့အပူချိန်တွေကအရန်ကိုနှိမ်လွန်းတာပြီးတော့အေယာကွန်းအောက်မှာအချိန်အကြာကြီးနေမယ်ဆိုရင်အခန်းအပြင်နဲ့အတွင်းရဲ့အပူချိန်ကွာခြားမှုမှာခန္ဓာကိုယ်ကမထိန်ချုပ်နိုင်တော့ဘဲနဲ့ခန္ဓာကိုယ်ကနေမကောင်းဖြစ်လာပါမယ်တဲ့အဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲသူအနောက်မှာလာတော့မယ်ပေါ့နော်အဲ့ဆိုရင်冷房の設定温度は外の気温との差が5から6度までだいたい27から28度が望ましいとされますတဲ့အဲ့ဆိုရင်ဒီအေယာကွန်းရဲ့အပူချိန်ကိုချိန်ဆမယ်ပေါ့နော်အေယာကွန်းရဲ့အပူချိန်ကိုချိန်ဆမယ်ဆိုရင်တော့တဲ့အပြင်ကအပူချိန်နဲ့ပေါ့နော်9ကနေ6အထိ6ဒီဂရီအထိကွာခြားရမယ်ဒိုင်းတိုင်းများတော့အပြင်အကျန်းအပြင်ကတော့ဘယ်လောက်လဲဆိုတော့29 28ကနိုဇိုမရှိဒီမှာသူကဆိုးတယ်အတဲ့ဟိုရှိပေါ့နော်ဒီလိုဆိုရင်တော့လိုချင်တယ်ဒီလိုဆိုရင်တော့လူတိုင်းလိုချင်တဲ့ပုံစံလို့ပေါ့နော်လူတိုင်းလိုချင်တဲ့အခြေအနေလူတိုင်းလိုချင်တဲ့အပူချိန်လို့ပြောကြပါတယ်သူစာရီမှာတဲ့ပြောကြပါတယ်တဲ့အဲ့ဆိုရင်တော့ဒီမှာအပူဒီအေယာကွန်းရဲ့အပူချိန်ကိုချိန်ဆမယ်ဆိုရင်အခန်းအပြင်ရဲ့အပူချိန်နဲ့9ကနေ6ဒီဂရီအထိကွာခြားပြီးတော့မှများတော့အပြင်ကတော့29 28လောက်ဆိုရင်တော့လူတိုင်းကတော့လူချင်းတဲ့ပုံစံလူချင်းတဲ့အခြေအနေလူချင်းတဲ့အပူချိန်လို့ပြောကြပါတယ်တဲ့အဲ့ဆိုရင် तू ကအဓိကပြောချင်တာကဒီတိုင်းနောက်ကိုမကြည့်ဘဲနဲ့ဆိုရင်တော့မှဒီအပြင်ကဒီရေဘိုရဲ့အပူချိန်ကိုဆက်တက်လုပ်မယ်ဆိုရင်အခန်းအပြင်ဘက်ကအပူချိန်နဲ့9ကနေ6ဒီဂရီလောက်ကွာခြားပြီးတော့မှထားရပါမယ်ပေါ့ तू ကအဲ့လိုပြောချင်တာပေါ့နော်ဒါဆိုရင်ဒါလေးကိုအချင်းချုပ်ပြီးပြောမယ်ဆိုရင်ကတော့အရန်ကိုပူပြင်းလာတဲ့နွေရာသီမှာကအေယာကွန်းအောက်မှာနေတာကကောင်းအရန်ကိုတက်တောင့်တက်တာရှိတယ်ရှိကရှိဒါပေမဲ့လည်းအေယာကွန်းရဲ့အပူချိန်တွေကအရန်ကိုနှိမ်လွန်းလိုက်အေယာကွန်းအောက်မှာအချိန်အကြာကြီးနေမယ်ဆိုရင်ကအခန်းအပြင်နဲ့အတွင်းရဲ့အပူချိန်ကွာခြားမှုမှာခန္ဓာကိုယ်ကမထိန်ချုပ်နိုင်တော့ဘဲနဲ့ခန္ဓာကိုယ်ကနေမကောင်းဖြစ်လာပါနဲ့တဲ့အဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့အေယာကွန်းရဲ့အပူချိန်ကိုချိန်ဆတဲ့အချိန်မှာအခန်းအပြင်ကအပူချိန်နဲ့9ကနေ6ဒီဂရီလောက်ကွာခြားပြီးတော့မှထားရမယ်အကြမ်းအဖြစ်ဆိုရင်တော့29 28လောက်ဆိုရင်တော့လူတိုင်းလိုချင်တဲ့အပူချိန်လို့ပြောချင်းခံရပါတယ်တဲ့အဲ့လိုမျိုးလေးပါဒါဆိုရင်သူနဲ့ကိုက်ညီတဲ့အဖြေကိုသွားရှာမယ်နံပါတ်1ကိုဖတ်မယ်ဆိုရင်က冷房を効かせた部屋に長時間いるのは快適で体にもいいတဲ့ဒီအေယာကွန်ထိရောက်နေတဲ့အခန်းပေါ့နော်ဒီအေယာကွန်ဖွင့်ထားတဲ့အခန်းမှာအချိန်အကြာကြီးနေမယ်ဆိုရင်တက်တောင့်တက်တာရှိပြီးတော့မှခန္ဓာကိုယ်အတွက်လည်းကောင်းပါတယ်တဲ့ဒီတိုင်းတွေးကြည့်လိုက်ရင်တော့
မှန်ချင်တယ်လို့ရှိရပေါ့နော်ဒါပေမဲ့အခန်းဒီ aircon ဖွင့်ထားတဲ့အခန်းမှာတက်တောင်တက်တာရှိရလူလိုက်တည်ရပေါ့နော်ဒါပေမဲ့လည်းစာပိုက်အရာတွားကြည့်မယ်ဆိုရင်ဒီမှာတက်တောင်တက်တာရှိတာတော့ဟုတ်ပါတယ်ဒါပေမဲ့ဒီမှာ तू ကရှိကရှိဆိုပြီးပြန်ညင်းထားတယ်ပေါ့နော်ခရာတာနီမိုအီတဲ့ तू ကအဲ့လိုမျိုးပြောထားပေါ့နော်ဒီမှာချောကြီးကန်ရေဘိုနီချောကြီးကန်အတာရီစုကီတာရီစုလို့တော့ဆိုမှဒီမှာပြောထားပါနော်အချိန်အကြာကြီးနေမယ်ဆိုရင်ဘာဖြစ်လာမလဲဆိုတော့ခန္ဓာကိုယ်နေမကောင်းဖြစ်လာမယ်တဲ့အဲ့လိုမျိုး तू ကပြောသွားတယ်အဲ့ဒါကြောင့်မလို့ဒီနံပါတ်1ကဒီစာပိုက်နဲ့မကိုက်ညီဘူးမားနေချင်းဖြစ်ပါတယ်ဒါဆိုရင်နံပါတ်2ကိုဆက်ဖတ်မယ်ဆိုရင်တော့ဆိုတော့の気温と冷房の温度は同じにするのがいい同じにするのがいいဆိုတာနဲ့တင်ဒီအဖေကမာမှန်သိနေရမယ်ဒီအပြင်ကအပူချိန်နဲ့ဒီရေဘိုရဲ့အပူချိန်ကို同じにする同じにမလုပ်ဘူးပေါ့နော်အတူတူမလုပ်ဘူးဘယ်လောက်กว่าမှာလဲဆိုတော့အပြင်ကအပူချိန်နဲ့အတွင်းကအပူချိန်ကို9ကနေ6အထိกว่าပြီးထားမယ်လို့ပြောတဲ့အတွက်ကြောင့်ဒီမှာကျ同じにするဆိုတော့မကိုက်ညီဘူးမားသွားရခြင်းဖြစ်ပါတယ်ဒါဆိုရင်နံပါတ်3ကကျတော့建物の外が暑い時には冷房の温度はできるだけ低くした方が健康にいいတဲ့ဒီ建物အဆောက်အဦရဲ့အပြင်ဘက်မှာပူနေတဲ့အခါမှာဆိုရင်တဲ့ဒီ aircon ရဲ့အပူချိန်ကိုできるだけ低くしたပေါ့နော်ဒီတက်နိုင်သလောက်အနှိမ့်ဆုံးလောက်တာကခန္ဓာကိုယ်အတွက်ကျမရေးအတွက်ကောင်းနေတဲ့အနှိမ့်ဆုံးလောက်တာကဆိုတာကဒီမှာဘာနဲ့တော့တူတာဆိုတော့ 温度က低くすぎたりပေါ့နော်ဒီမှာအရန်ကိုနှိမ့်လွန်းသွားတယ်နှိမ့်လွန်းသွားတဲ့အချိန်မှာဆိုရင်ဘာဖြစ်လာမှာလဲခန္ဓာကိုယ်ကနေမကောင်းဖြစ်လာမယ်လို့ပြောသွားတယ်သူကကြတော့ဒီမှာကြောက်ခန်းကိုနီအီတဲ့ကျမရေးအတွက်ကောင်းတယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့မကိုက်ညီဘူးအဲ့ဒါကြောင့်မာသွားရခြင်းဖြစ်ပါတယ်နံပါတ်4ကကျတော့ရေဘိုの温度は外の気温によって変えた方がいいတဲ့ဒီairconရဲ့အပူချိန်ကိုတဲ့အပြင်ကအပူချိန်အပေါ်မူတည်ပြီးတော့မှအပြင်ကအပူချိန်ပေါ်လိုက်ပြီးတော့မှပြောင်းလဲတာကောင်းတယ်တဲ့အဲ့လိုမျိုးပြောရတယ်အဲ့ချိန်မှာဒီအကြောင်းလေးကိုဖတ်ကြည့်လိုက်မယ်ဆိုရင်ရေဘိုးကိုချိန်ဆမယ်ဆိုရင်အပြင်ကအပူချိန်နဲ့အတွင်းကအပူချိန်ကို9ကနေ6ဒီဂရီထိကွာခြားပြီးတော့မှထားတင်ပါတယ်ဆိုပြီးသူကဒီမှာပြောသွားလေနော်ဒိုင်းတိုင်များတော့အဖြစ်အကြမ်းအဖြစ်ကတော့29 28လောက်ဆိုရင်တော့လူတိုင်းလိုချင်တဲ့အပူချိန်လို့ပြောချင်းခံနေရပါတယ်လို့ပြောသွားတယ်သူကကျတော့ဒီမှာကျတော့မန်နဲ့ဟာကြီးကိုသူကဓာတ်ရိုက်တော့ပေးမသွားဘူးဒီအပုတ်ကပေါ့နော်မန်နဲ့ဟာကိုသူကဓာတ်ရိုက်ကြီးတော့ပေးမသွားပေမဲ့လည်းဒီမှာသူကအခန်းအပြင်ကအပူချိန်နဲ့ရေဘိုးရဲ့ on 度ကပေါ့နော်အပြင်ကအပူချိန်ပေါ်မူတည်ပြီးတော့မှပြောင်းလဲတာကောင်းတယ်ဟုတ်တယ်ပေါ့နော်အပြင်ကအပူချိန်နဲ့အပေါ်မှာကျတော့အပြင်ကအပူချိန်နဲ့6လောက်ကွာခြားပြီးတော့မှထားတင်နေဆိုပြီးသူကပြောသွားတယ်ဒီမှာကျတော့သူကအပေါ်မူတည်ပြီးတော့မှပြောင်းလဲရင်ကောင်းတယ်ပေါ့ပြောင်းလဲတာကကောင်းတယ်ဆိုပြီးတော့မှပြောသွားတယ်ဓာတ်ရိုက်ကြီးတော့ပေးမသွားဘူးဒီအပုတ်ကဒါပေမဲ့လည်းဒီလိုစဉ်းစားမယ်ဆိုရင်နံပါတ်ယွန်ဘန်ကအဖြစ်မှန်ဖြစ်သွားတယ်ပေါ့နော်နံပါတ်ဒီ3ခုစလုံးကလည်းအပေါ်ကဟာနဲ့လုံးဝမကိုက်ညီဘူးအဲ့လိုဆိုရင်ဒီလိုပုတ်စာဆိုရင်ကျမတို့ကဒီလိုစဝေးစွာဖြစ်တတ်တယ်ပေါ့နော်အဲ့ချိန်ကျရင်နံပါတ်4ကပဲမန်နာလာအပေါ်ကပြန်ဖတ်ကြည့်လိုက်အောင်မယ်ပေါ့နော်အဲ့ဆိုရင်သူနဲ့မကိုက်ညီတဲ့အဖြေတွေကိုပေးလိုက်ပြီးတော့မှသူနဲ့အကိုက်ညီဆုံးကိုရွေးရတဲ့အဖြေပေါ့နော်ပုတ်စာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူနဲ့မကိုက်ညီနေတဲ့မားနေတဲ့အဖြေတွေကိုလည်းဒီမှာဆိုရင်ဒီမှာခရာတာနီမိုအီပေါ့နော်အဲ့ဒါတွေမားနေတယ်ဒီမှာကျတော့オナジにするမားနေတယ်ပြီးတော့ဒီမှာကျတော့温度ကို低くするとပေါ့နော်ဒီအရန်ကိုနှိမ့်ထားမယ်ဆိုရင်တနေ့တော့နှိမ့်ထားမယ်ဆိုခန္ဓာကိုယ်သူကောင်းတယ်လို့သူမပြောပါဘူးအဲ့ဒါကြောင့်မလို့ဒီလိုမျိုးဒီစာပိုက်နဲ့မကိုက်ညီတဲ့အဖြေတွေကိုအမားအဖြေပေါ့နော်အမားနေတဲ့အဖြေတွေကိုပေးပြီးတော့မှအကိုက်ညီဆုံးကိုဒီလိုရွေးရတဲ့ပုံစံမျိုးလဲလာတတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီပုံစံလေးကိုရှင်းပြသွားခြင်းဖြစ်ပါတယ်ဒါဆိုရင်ဒီပုံစံမှာလဲခုနပြောသလိုမျိုးဓာတ်ရိုက်အဖြေကြီးကိုပေးမသွားဘူးပေါ့နော်အဲဒါကြောင့်မို့လို့ဒီလိုမျိုးပုံစံလဲလာတတ်တာမို့လို့များဖတ်ကြည့်ရမယ်ပြီးကြတော့ကိုယ်တိုင်လည်းအသေးစိတ်ပေါ့နော်2ခါ3ခါလောက်ပြန်ဖတ်ကြည့်ပါဒါဆိုရင်ဒီပုံစံလေးနားလည်သွားမယ်လို့ထင်ပါတယ်